Emily ပြောရလိုက်တဲ့တတိမြန်နော်ကျမဘာမှမနေလေအခုလည်းတနေ့ဆိုပြီးပါခုမှပဲဆိုပြီးပါအခုနော်အခုကျမဗီဒီယိုရိုက်ဖို့တမီနစ်စောစောမှာပဲဆိုလိုက်တယ်နော်လက်သေးနေဘူးရှိသေးတယ်နော်ဘာနဲ့လောက်တာလဲဒီလက်သေးကိုဘာနဲ့လောက်တာလဲ no သမီးနဲ့ချိုးသေးပြောမယ် straight ခွေလို့တယ်လက်သေးနဲ့အကွေကြောက်လို့ okay ဒီမှာဘာလဲဟိုဘာလဲ straight straight ကိုညက်ပြီးရင်ဒီလိုမျိုးခောက်မှာကျမလုပ်ပြမယ်နမူနာအော်ဒီခွဲကလည်း3မျိုးအဲ့ပါပြောရသည်အမကျမအမေလိုင်းကြီးနေလို့ပေါ့နော်လိုင်းကြီးနေလို့ပါခဏလေးပါအမေတန်တိုးချလိုက်အောင်ပါဆိုခဏလေးနော် okay ဆိုတော့ပေါ့နော်ဘိုင်မွဲကုန်တယ် okay နမူနာလုပ်ပြမှာဖြစ်ပါတယ်နမူနာ okay ဟမ်ဘိုင်မဘိုင်လဲမမီဘိုင်လဲအော်ဒီလိုမျိုးစကူကိုလောက်ပြီးွားရဲ့ဒီဟာလေးကိုဒီလိုမျိုးလက်သေးလေးမှာအကွင်ကြလေးကတ်လိုက်လို့ကတ်ပြီးွားဆိုဒီဟာလေးကိုဒီလိုလေးအခုတ်ချလိုက်ဒီလိုမျိုးလေးကောက်ကြရပါတော့တိုးကိုလိုတလောက်ခောက်ချလိုက်ပါတော့မေးရတော့တိုးလေးလိုလိုက်ပါတယ်ဆိုပြီးွားရဲ့ကကြီးလေးနဲ့ကိုက်လိုက်မယ်ပေါ့နော်ကကြီးလေးနဲ့ကိုက်မယ်ပေါ့နော်ကကြီးလေးနဲ့ညက်မလို့ပြောပါကတ်မယ်လို့ပြောတာပါအိုက်မောင်ဖိုင်တော့ဖိတ်ဆိုင်ညောင်းနီမောင်ဖိုင်တော့ဆွဆွလေးနီမောင်ဖိုင်တော့ဒီမျိုးရသွားပြီပေါ့နော်ရပါလို့ရှိရင်တက်နေဆိုလိုက်လို့ရှိရင်တနေ့ကုန်ဟန်တယ်ပေါ့နော်ဒါလည်းမျိုးပဲပြဖြစ်ပါတယ်မပါရပါပြီတော့ခွာလို့လိုက်လို့ရှိလို့ရှိရင်မှာအမျိုးအဖတ်တိုင်းလေးရလာတယ်ပေါ့နော်အဖတ်တိုင်းလေးရတာကိုတခြားလက်မှာပြက်ကတ်ချလဲရပါတယ်ပြက်ကလို့ရပါတယ်ခုလိုမျိုးပဲကျင်းချရတော့ဒါမနစ်ကကထားပေါ့နော်မနစ်ကကထားပါโอเคဒါလို့တန်းနေကပါတော့တုံးထားလဲမမင်းနဲ့ဒါတဲ့ဒါလေးတမပါလဲလေးတုံးလို့ဆိုရင်ဒီဟာလေးတုံးပါတယ်တရားလေးတုံးပါတယ်လှပါတယ်ရလာပါတယ်မောင်ကြည့်ပြတဲ့ကြတယ်လက်တွေအောင်မဲ့ချစ်စမြရတဲ့မော်နော်လည်းအားပေးကြတော့ပျော်ချင်ပါလေကျေးဇူးစားပါ